မင်္ဂလာပါ Eldorafis ကူမှာပြန်လည်ကြိုဆိုပါရစေဆိုတော့ကျွန်တော်တို့ဒီတစ်ခါဗီဒီယိုကပြောပြီးသားပြဿနာကိုနောက်တစ်ခေါက်ပြန်ပြောမှာပေါ့နော်အဲ့ဒါဘာလဲဆိုတော့ဒီ Adobe January Service Alert အဲ့တော့ကျွန်တော် October 2024တုန်းကတစ်ခေါက်တင်ခဲ့ပြီးရပေါ့နော်အခု March လကုန်ကန်ဒီလောက်မှာတော်တော်များများပြန်ဖြစ်လာပြီတစ်ကမ္ဘာလုံးကြီးပါပေါ့နော်ဆိုတော့ဘာဖြစ်တာလဲဘယ်လိုမျိုးလဲဆိုတာကိုအဲ့တော့မသိလိုက်တဲ့သူတွေရောမကြုံလိုက်ရတဲ့သူတွေရောကျွန်တော်အတူချုပ်လေးပြန်ပြောပြမယ်ဆိုတော့ကျွန်တော်တို့ဒီများသောအဖြစ်ကရှိကောင်းရှိမယ်เนาะ license သုံးတဲ့လူလည်းရှိမှာဒါများသောအားဖြင့်ဒီ craft version သုံးကြတယ်အဲ့တော့ craft version သုံးတဲ့အခါမှာ Adobe software တွေကိုကျွန်တော်တို့ဥပမာ Photoshop တို့ Premiere Pro တို့ Illustrator တို့ Lightroom တို့စသဖြင့်ပေါ့နော်နောက်အများကြီးရှိသေးတယ်အဲ့ဒါတွေကိုကိုယ်သက်ဆိုင်ရာ software တွေကို craft version သုံးတဲ့အခါမှာ local မှာသုံးတော့ကျတော့ပြဿနာမရှိဘူးဗျာဘာကြောင့်လဲဆိုတော့ဒီ Adobe service က local အတွက်မရှိဘူး local ဆိုတော့ကျွန်တော်မြန်မာနိုင်ငံအတွက်ပေါ့နော်ဒါပေမဲ့ overseas ရောက်သွားတယ်ဥပမာ Thailand တို့ Singapore တို့အဲ့လိုမျိုးပေါ့နော်တခြားနိုင်ငံတွေကိုရောက်သွားတဲ့အခါမှာသူတို့ရဲ့ region အလိုက်က service ရှိတယ်ဥပမာ Thai မှာဆိုရင်ကျွန်တော်တို့တစ်လားကိုဘယ်လောက်ဘယ်နှစ်ဘတ်ပေါ့ဗျာ Singapore ဆိုရင် Singapore dollar ဘယ်လောက်အဲ့လိုမျိုးသတ်မှတ်ထားတဲ့ဒီ region like service တွေရှိတယ်အဲ့လိုရှိတဲ့အခါမှာကျွန်တော်တို့ PC မှာ craft version နဲ့တုံးချတဲ့အခါမှာသူတို့ရဲ့ internet နဲ့ချိတ်ဆက်လိုက်တဲ့အချိန်မှာဒီကျွန်တော်ရဲ့ software ကိုဒီ Adobe January service ကလာစစ်ပြီးတော့မှကျွန်တော်တို့ software ဒီ unlicensed software ဖြစ်နေတယ်အဲ့အတွက်ကြောင့်သူတို့ရဲ့ website မှာတရားဝင်ဝယ်သုံးပေးပါဆိုပြီးတော့ဝန်နေလာပေးတယ်အဲ့တော့ဒီ message ပေါ်ကနေစပြီးတော့အရင်တော့9ရက်လောက်ပေးတယ်ဗျအခုတစ်ခေါက်မှာတော့9ရက်ပေးတယ်9ရက်ဒါကျွန်တော်ဟို internet ပေါ်မှာတွေ့သလောက်ပေါ့နော်9ရက်ပေးတယ်9ရက်ပေးတာဖြစ်တဲ့အတွက်ကြောင့်9ရက်ပြည့်တဲ့အခါမှာမဖြစ်မလဲဆိုတော့ဒီလိုမျိုး unlicensed application ဖြစ်တဲ့အတွက်ကြောင့် disable ဖြစ်သွားပါပြီလို့ဝန်နေပေးပြီးတာ ਨੇ ကျွန်တော်တို့ software ဒီတခါတည်းပိတ်ကြသွားမယ်အဲ့တော့ဒီသက်ဆိုင်ရာနိုင်ငံအလိုက်ဘာသာစကားအလိုက်ဒီမှာပြတဲ့ဘာသာစကားတော့မတူဘူးပေါ့နော်အဲ့တော့ short offer နဲ့ဝင်လိုက်ပြင်လည်းပဲအဲ့လိုပဲကိုရောက်နေတဲ့နိုင်ငံအလိုက်ဘယ်လောက်ဝယ်သုံးပါဆိုပြီးတော့ပြတယ်အဲ့တော့ပြတဲ့အခါမှာဒါအကောင်းဆုံးကတော့ဝယ်သုံးလိုက်တာပေါ့အဲ့လိုမဝယ်ခြင်းဆိုရင်လည်းကျွန်တော်တို့ဒီ local မှာ reseller တွေရှိရပေါ့နော်ပြန်ရောင်းတဲ့သူတွေသူတို့တွေစီကလည်းဝယ်သုံးလို့ရတယ် maybe အကြမ်းမြင့်တော့တစ်လကို3000ဝန်းကျင်ရှိမယ်လို့တိုးဖို့ short ပေါ့နော်အဲဆိုကျွန်တော်လည်းအတိအကျမသိဘူးနှစ်နဲ့လာအများကြီးနဲ့ဝယ်ရင်ပိုတက်တာမယ်အဲ့လိုမျိုးရှောင်းနဲ့ယုံကြည်ရတဲ့သူတွေစီကနေဝယ်သုံးလို့ရတယ်။ Okay ဒီနေရာမှာတော့ဒီဥပမာ graphic designer လို့ဒီ Adobe software တွေကိုလုံးဝ mainly ပေါ့နော်အထူးပြုပြီးအသုံးချတယ်အမြဲသုံးချတယ်ကိုယ့်ရဲ့ professional မှာအရေးပါတဲ့ software ဖြစ်ရင်တော့ဝယ်သုံးသင့်ပါတယ်။ဝယ်သုံးနေတဲ့လူတွေလည်းအများကြီးရှိပါတယ်เนาะဒါတော့ကျွန်တော်မပြောလဲဝယ်သုံးနေကြပါပဲ။ဒါပေမဲ့တစ်ခါတလေမှသုံးတယ် photo editing လေးနည်းနည်းလုပ်ရုံတစ်ခါတလေကြာရင် video editing လေးနည်းနည်းလုပ်ချင်တယ်စသည်ဖြစ်ပေါ့နော်အဲ့လိုတစ်ခါတရံမှသုံးတဲ့သူတွေအနေနဲ့ကြတော့တချို့ကကြတော့ဝယ်သုံးရတာမတန်ဘူးလို့တွေးမိလိမ့်မယ်ဆိုတော့ဒါဆိုရင်ရောဒီ Adobe January Service Alert ပေါ်လာတယ် disable ဖြစ်မဲ့ပြဿနာကိုကျွန်တော်ဘယ်လိုဖြေရှင်းကြမလဲဒါလေးကိုကျွန်တော်ဒီဗီဒီယိုမှာရှင်းပြပေးမယ်เนาะအဲ့တော့ဒီအရင်တင်ခဲ့ပြီးတဲ့ဗီဒီယိုဘာလို့ပြန် mention လုပ်ရလဲဆိုတော့ဒီ solution တွေအခုတစ်ခေါက်သူတို့ဝန်နေပေးတဲ့အခါမှာဖြည့်ရှင်းလို့မရတော့အရင်တော့ကျတော့ဒီ January Service Alert ဆိုရဲဒီ tab ကတီးတန့်ရှိပြီးတော့အဲ့ကောင်ကိုကျွန်တော်တို့ကဒီကျွန်တော်ရဲ့ set ထဲမှာ clean လုပ်တာတို့ install လုပ်တာတို့စသည်ဖြင့်မျိုးစုံဖြည့်ရှင်းလိုက်လို့ရတယ်ရိုးရှင်းနဲ့ဒါပေမဲ့ဒီတစ်ခါကျတော့မရတော့ဘူးဗျမရတော့ဘယ်လိုနည်းလို့ရှာလို့မတွေ့တော့ဗျာဒီ Adobe January Service ကိုလေရှာလို့မတွေ့တော့အဲ့တော့ကျွန်တော်တို့ကဒါကိုဘယ်လိုဖြည့်ရှင်းရလဲဆိုတော့ရိုးရှင်းဆုံးကတော့ internet ပိတ်ပြီးသုံးတာပဲ internet ပိတ်လိုက်ရင်တော့ဒုံမ internet မချိတ်ပဲသုံးရင်တော့အဲ့ဒီပြဿနာလုံးဝမရှိဘူး crack ရဲ့ထုံးစံဒီလိုပဲလေနော်အဲ့တော့ဒါပေမဲ့ကျွန်တော်တို့ကွန်ပျူတာတွေဒီ internet ပိတ်တော်မှုမရဘူးလေနော်တခြားလိုအပ်တဲ့ research လုပ်တာတွေ reference ယူဖို့အတွက်ဘာညာပေါ့နော်စသည်ဖြင့် internet ကတော့တုံးနေရတာပဲလေနော်ဒါဆိုရင်ကျွန်တော်တို့ကဒီလိုပြန်စဉ်းစားမယ်ကျွန်တော်တို့ internet မချိတ်ပဲသုံးတာမျိုးမဟုတ်ပဲねကျွန်တော်တို့သုံးမဲ့ software ကို internet access မပေးတော့တာမျိုးလုပ်လိုက်လို့ရတယ်ဥပမာဗျာ internet ကတော့ရှိမယ်အခုဒီမှာကျွန်တော်တို့ internet ရှိမယ်ဒါပေမဲ့ကျွန်တော် Photoshop ဖွင့်တဲ့အခါမှာအဲ့ဒီ Photoshop ကိုဒီ internet က access မလုပ်ဘူး pay access မလုပ်ဘူးအဲ့တော့ internet ကို block လိုက်တာပေါ့ဒါဆိုရင် Photoshop ဒီ offline သုံးတဲ့ပုံစံဖြစ်သွားမယ်အဲ့လိုမျိုးကျွန်တော်တို့လုပ်ကြည့်အောင်เนาะအဲ့တော့ဘယ်လိုလုပ်မလဲဆိုတာအရင်မခက်ဘူးကျွန်တော် step by step လေးပြပေးမယ်firewall ထဲမှာဝင်လောက်အောင်မှာဆိုရင်ဘာပြဿနာမှတော့မရှိဘူးเนาะဒီတော့ window key တစ်ချက်နှိပ်လိုက်ပြီးကျွန်တော်တို့ဒီမှာ firewall ဒီမှာเนาะထည့်ရိုက်လိုက်ပါမယ်เนาะဒီမှာ window defender firewall เนาะအဲ့ဒါလေးကိုခေါ်လိုက်
ခေါ်လိုက်လို့ရှိရင်ကျွန်တော်ကဒီအောက်မှာ advanced setting ဆိုတဲ့ဟာလေးကိုတွေ့မယ်ဒီထဲကိုဝင်လိုက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ inbound rule နဲ့ outbound rules အဲ့နှစ်ခုကိုကျွန်တော်တို့ပြင်ပေးရမှာ inbound ကြီးပဲပြင်လို့လည်းမရဘူး outbound ကြီးပဲလည်းပြင်လို့မရအောင်ဟုတ်ပြီနော်အဲ့တော့ဘယ်လိုပြင်ရမှာလဲအဲ့တော့ဘယ်လိုပြင်ရမလဲဆို inbound rules ကိုရင်ဝင်လိုက်ပြီးတော့လို့ရှိရင်ကျွန်တော်တို့ဒီမှာ new rules ဆိုတာကိုခေါ်လိုက်ဒါကိုကသာကိုစီကံအသစ်သတ်မှတ်မယ်ဘာသတ်မှတ်မလဲဆိုကျွန်တော်ဒီမှာ port ရှိရယ်နော် predefine ရှိတယ် custom ရှိတယ် program ရှိတယ်ကျွန်တော်တို့က Photoshop ဒါ Photoshop မှမဟုတ်ဘူးเนาะကိုသုံးနေတဲ့ software တက်ရင်တက်တဲ့ software ကလုပ်ပေးရမှာเนาะအဲ့တော့ program ပေါ့ program ကို control လုပ်ချင်တာ okay အဲ့တော့ program next အဲ့တော့ဒီမှာ program path all program ဆိုရင်အဲ့ဒါရှိသမျှ software အကုန်လုံး internet မှာသုံးခွင့်မရှိတော့အဲ့ဒါကြောင့်အဆင်မပြေဘူးလေเนาะတချို့ software ကတော့မဖြစ်မနေ internet သုံးရတယ်ဥပမာ DeFi တို့ပါလို့ဆို internet မရှိရင်အဆင်မပြေဘူးလေเนาะအဲ့တော့ this program path ပြီးတော့အခါမှာ browse ခေါ်လိုက်တဲ့အခါမှာကျွန်တော်တို့ဒီမှာဒီ software တွေနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့ရဲ့ C drive မှာရှိတယ် C drive မှာကျွန်တော် program file ထဲမှာရှိတယ်အဲ program file ထဲမှာကျွန်တော် Adobe ဆိုရင်ဒီ Adobe ဆိုတဲ့ကောင်းကင်တွေကိုဝင်အဲ့မှာကို install လုပ်ထားတဲ့ software ထဲမှာသူ့ရဲ့ဒီအောက်က exe file လေးကို open လုပ်ပေးလိုက်เนาะဒါဆိုဒီမှာ location ဝင်လာเนาะဝင်လာတဲ့အခါမှာ next ထပ်လုပ်လို့ရှိရင်ဒီမှာ maybe အဲ့တော့ allow the connection ဒါကတော့ connection ကို allow လုပ်မယ် allow the connection ကိုမှ secure ဖြစ်တဲ့ဟာမျိုးပဲလုပ်မယ်ဒါမှမဟုတ်လေ block the connection ကိုလုံးဝ block လိုက်မယ်ဒီ next ဥပမာဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာ network မှာဆိုရင်ကျွန်တော်ကဒီမှာဒီကောင်ရဲ့ network တိုင်း private လုပ်ထားတာပေါ့နော် private ရှိမယ် public ရှိမယ် domain ရှိမယ်စသည်ဖြစ်ပေါ့နော်ထားပါတေချောင်အကုန်မှန်ချစ်ထားလိုက်တယ်ပြီး next လို့ဒီမှာနာမည်ပေးပြီးတော့ finish လုပ်လိုက်ဒါကတော့ rule ကိုနာမည်ပေးတာဘာစည်းကမ်းလဲပေါ့ finish လုပ်လိုက်ပြီးသွားပြီကျွန်တော်မလုပ်တော့ဘူးနော်အဲ့တော့ဒါဆို inbound rule ပြီးသွားတယ်ကျွန်တော်တို့အတွက်အဲ့တော့ outbound rule သွားမယ် outbound rule မှာတော့ကျွန်တော်ဒီမှာ new rule ထပ်ခေါ်မယ်ခုနတိုင်းပဲအကုန်အစားဆုံးပြန်လုပ်ပေးရမယ် program ခေါ်မယ် path ယူမယ်ပြင်ကိုသုံးမဲ့ software ရဲ့ exe ကိုရွေးမယ် open ယူမယ် next သွားမယ် block the connection လုပ်မယ် next ထပ်လုပ်မယ်နောက်ဒီအကုန်လုံးကို block လုပ်မယ် apply လုပ်မယ်ပေါ့ဗျာကျွန်တော်ခုနအရှိကဟာက block ဖြစ်တဲ့အတွက်ကြောင့်ဒီသုံးခုလုံးကို block ရဲ့ rule ကို apply လုပ်မှာเนาะ next နာမည်ထပ်ပေးဘာပေးရရင်เนาะfinish ကျွန်တော် cancel ပဲလုပ်မယ်เนาะအဲ့ဆိုရင်ပြီးသွားပြီဒါပဲအရန်ရိုးရှင်းတယ်เนาะအဲ့နီးနဲ့ကျွန်တော်တို့ဖြည့်ရှင်းလို့ရတယ်အဲ့တော့စမ်းကြည့်ပါအဆင်ပြေမယ်လို့တော့ထင်ပါတယ်အဲ့တော့နောက်ဗီဒီယိုကြောင်းမှာဆက်တွေ့အောင်ကျေးဇူးပါ